Mengalava ခင်ဗျာဒီနေ့ကျွန်တော်တို့ basic speaking လေးတွေကို basic တမားတွေအတွက်ဆက်ပြီးတင်ပေးမယ်ပေါ့နော်နံပါတ်1စိတ်မလှုပ်ရှားနဲ့ပေါ့နော်အဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောသလဲအဲ့ဒါကို don't get excited လို့ပြောတယ်စိတ်မလှုပ်ရှားနဲ့ပေါ့နော်နောက်တစ်ခုကျင်းတွေမတွက်နဲ့ကျင်းတွေပေါင်းမတွက်နဲ့အောင်ဆိုရင် don't be too sure လို့ပြောတယ်ကျင်းတွေပေါင်းမတွက်သေးနဲ့အောင်ပေါ့မသေးချာသေးဘူးပေါ့နော်နောက်တစ်ခုငါနဲ့ဝေးဝေးမှနေဒါနဲ့ဝေးဝေးမှနေဆိုရင် stay away from ဥမာဒီဟာနဲ့ဝေးဝေးမှနေဆိုရင် stay away from this လို့ပြောတယ်ငါနဲ့ခဝေးဝေးမှနေဆိုရင် stay away from me ပေါ့နော်အဲ့လိုလေးထည့်သုံးပေါ့နောက်တော့တဖြည်းဖြည်းနောက်ကျလာပြီး it is getting late ပေါ့နော်အပြည့်စုံဆိုရင် it's getting late နောက်ကျလာပြီးတဖြည်းဖြည်းမှောင်လာပြီးဆိုရင် it's getting dark ပေါ့နော်အဲ့လိုပြောနောက်တစ်ခုငါအလုပ်များနေရဆိုလို့ရှိရင်အလွယ်ဆုံးပြောချင်တော့ I'm busy လို့ပြောပေါ့နော် my hands are full ဆိုတာအတူတူပဲအလုပ်တွေများနေတယ် I'm busy အဆင်ပြေတယ်လို့ပြောပေါ့နော်ဒီနေ့တော့ဒီလောက်ပဲဆိုတော့ that's all for today ဒီနေ့တော့ဒီလောက်ပဲအဲ့တော့သင်ခန်းစာပြီးပြီပေါ့နော်အတန်းကတော့ဒီနေ့ဒီလောက်ပဲလို့ပြောတာငါတို့အလုပ်ပြီးချက်ငါတို့အလုပ်တွေပြီးပြီဒီနေ့တော့ဒီလောက်ပဲ that's all for today အဲ့လိုသုံးပေါ့နော်နောက်တစ်ခု like father like son အဖေတူတာပေါ့နော်နောက်တစ်ခု hang up ဆိုတာဖုံးချတာပြောတာနောက်တစ်ခု don't change the subject စကားလမ်းကြောင်းမလွဲနဲ့လို့ပြောတာနောက် you flatter me flatter ဆိုတာမြှောက်ပင့်ပြောဆိုတာကိုပြောတာနောက်တစ်ခု stay out of this ဝင်မပါနဲ့လို့ပြောတာ you stay out of this မင်းဝင်မပါနဲ့လို့ပြောတာအတိတ်ပဲပေါ့နော်နောက် jacks and cakes လိုအပ်မဲ့တာပေါ့နော်ဥပမာအပြင်မှာမိုးတွေအုံနေတယ်လိုအပ်မဲ့ရပေါ့နော်ထီယူသွား jacks and cakes အတိတ်ပဲပေါ့နောက် it depends ဆိုတာအခြေအနေအရပဲမင်းရန်ကုန်သွားမလား it depends အခြေအနေအရပဲသွားခြင်းလဲသွားမယ်မသွားခြင်းလဲမသွားဘူးပေါ့နော်အဲ့ဒီအတိတ်ပဲကိုပြောတာ